Martin ဂျော့ဂျ်ဝါမန်ကိုအနိုင်ရပြီလို့ထင်ပြီးပျော်ခဲ့တယ်ဆိုတဲ့တက်စရိုတိုင်နာရစီ flyweight တန်းရဲ့အရေးကြီးဆုံးပွဲတစ်ပွဲဖြစ်ခဲ့တဲ့ဂျော့ဂျ်ဝါမန်နဲ့တက်စရိုတိုင်နာတို့ရဲ့ရှစ်ပြိုင်မှုဟာပထမချီပြီးဆုံးချိန်မှာတော့ပြည်သက်များစုအတွက်ဖြေထွက်သွားပြီလို့တောင်ထင်မှတ်စေခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ကင်တာဗျူးတစ်ခုမှာတက်စရိုတိုင်နာဝန်ခံခဲ့တာကတော့ပွဲစောပိုင်းမှာဂျော့ဂျ်ဝါမန်ကိုတိုင်နာအောင်မြင်ခဲ့တဲ့အချိန်ကစပြီးဒီကောင်ကိုတော့ငါအနိုင်ရပြီလို့တောင်တွေးမိခဲ့ကြောင်းဖွာခဲ့ပါတယ်တိုင်နာအတွက်ကတော့အရာအလုံးဟာသူ့အစီအစဉ်အတိုင်းစတင်နေခဲ့ပါတယ်သူ့ရဲ့အားသာချက်ဖြစ်တဲ့ wrestling နဲ့ grappling ကိုသုံးချပြီးဘန်ကိုမြေပြင်ပေါ်ဆွဲချနိုင်ခဲ့တာကြောင့်ပွဲကိုထိန်းချုပ်နိုင်ပြီလို့ယုံကြည်ခဲ့တာပါဒါပေမဲ့တကယ်ပွဲရလကတော့တိုင်နာထင်ထားသလိုမဖြစ်ခဲ့ပါဘူးအထူးသဖြင့် ground fight မှာဘန်ပြန်းသွားခဲ့တဲ့တိုးတက်မှုကအံ့အားသင့်စရာကောင်းခဲ့ပါတယ်ဂျော်ဂျ်ဝါမန်ချန်ပီယံလက်ဇန်နာပန်တိုဂျာနဲ့ကပတ်လူပွဲအတွက်ပြင်ဆင်ကြတဲ့ကဒိုင်တောင်တပန်းနဲ့ ground game ကိုအထူးအလေးထားလေ့ကျင့်လာခဲ့သူဟာအဲ့ဒီပြင်ဆင်မှုတွေကတိုင်နာနဲ့ပွဲမှာအကျိုးသက်ရောက်မှုအပြည့်အဝပြသနိုင်ခဲ့ပြီးတိုက်တောင်းအချို့ပြီးလာရပေမဲ့မြေပြင်ပေါ်ရောက်တဲ့အချိန်တိုင်းတိုင်ယာကို energy နဲ့ position မရစီပဲထိန်းချုပ်နိုင်ခဲ့ပါတယ်ပထမချီပြီးဆုံးချိန်မှာတော့တိုင်ယာကိုယ်တိုင်ကသူ့ဘက်အနိုင်ရတော့မယ်လို့ယုံကြည်နေခဲ့ပါတယ်ဂျပန်ပြည်သက်များစွာကလည်းတိုင်ယာကတော့ဒီတစ်ခါ UFC Flyweight Champion ကပတ်ကိုတေချာဝပထမဆုံးအချိန်အရယူပေးနိုင်တော့မယ်လို့ယုံကြည်နေခဲ့တာပါပထမချီမှာအနိုင်ရပြီလို့ယုံကြည်ခဲ့တဲ့တက်ဆိုတိုင်ယာရဲ့အိမ်မက်ဟာနောက်ဆုံးမှာတော့ဂျော်ဂျ်ဝါမန်ရဲ့ပြင်းထန်တဲ့လက်သီးချက်တွေကြောင့်ရိုက်ချိုးခံလိုက်ရပါတော့တယ်